စီနဲ့မှာတော့ပြင်းရတန်နေပေါ့နော်ထိခံပြီးတော့လိုင်းပေါက်လေးဖောက်တော့မှာပဲဖြစ်ပါတယ်ရှင်ဆိုတော့ရေဆုံးဖောက်မှာကပြောရမယ်ဆိုတော့ပေါ့နော်ခဏလေးစားပေါ့နော်အဲ့ဒါလေးဝိတ်လာမယ်နော်โอเคနောက်ခုရလာဒီဘူးရပုံနဲ့ပြင်တာတော့မပုံဘူးပေါ့နော်လိုင်းဖောက်ပါလဲဒါဟယ်လိုခုနောက်ဆုံးပါရှင်ဒါဘလိုင်းဘက်ခုမှစပါရှင်ပေါ့ပါရှင်နေတာနောက်ဆုံးပါရှင်ဒါဆိုဟောရအောင်ခဏလေးအနောက်မှာပါတယ်ဘာကြီးမကြည့်ပေါ့နော်ဖားမှာအနောက်မှာပါထင်တယ်နော်ဆိုတော့ဟုတ်တယ်ရှင့်မရှိဆွဲရမယ်နော်ခေရပြီနော်ရောင်ပေါက်ရှင်ကပြောရမယ်မိတယ်ရောင်ပေါက်ရှင်ကဟာကပေါ့နော်ဒါကြီးလုံးဝမပါပါနဲ့ကျန်တဲ့ကပါပြီးပြီကွာစီကလည်းပေါက်ရှင်တော့ကီဒီလိုပေါက်ရှင်တယ်မနော်စီကတစ်ခုကတော့ထော်ပတ်တီလို့ပြောကြတယ်အနည်းဆုံးကတော့ထော်ပတ်တီလို့ပြောကြတယ်ဒါတော့မသိဘူးပေါ့နော်ဆိုတော့ဒါကြီးလုံးဝမပေါက်ပါနဲ့ရှင်ဒီစပါရှင်ဆိုတော့ထော်ရအောင်ပြန်ဆိုရအောင်ခေရပါနော်ကြည့်ပေါ့နော်ပြန်ကြည့်အောင်ခေကဲဟိုလေဒီပရိသတ်လေးကိုပြလိုက်နော်ဘယ်ရောက်ဒီရောင်လေးပေါက်တော့ရပါရှင်ဒါဆိုဖောက်ရအောင်ပြန်ပြမလားပြန်ပြမယ်နော်โอเคဆိုတော့ကြည့်လိုက်နော်ထောက်ပတ်ဒီရပါစေထောက်ပတ်ဒီအရန်လာတယ်ဒီမားကြီးအများကြီးဖောက်ပါတယ်နော်တော့ဖောက်ကြမယ်နော်ထောက်ပတ်ဒီလေးပါစမှာကွာထောက်ပတ်ဒီ oh my god ဒါအကြီးလေးပေါ့နော်ဒီတော့လေးပေါ့ညမှာဒီလိုလေးပါပေါ့နော်မသေးပုံကြီးလည်းပါတော့မလေးချစ်ချလေးဒါလေးပါပါရှင့်ဆိုတော့နောက်တစ်ခုထပ်ပါလိုက်ရရှင့် hello halloween chopstick ဖောက်မှာပေါ့နော်ကိုကပတာဖောက်မှာပေါ့နော်ဒီဖယုံဒီအရှိကြနေမင်းရအညာတိတ်မမြင်ရတော့ပါရှင့်တော့မှာရှင့်ဆိုတော့ပေါ့ချင်တယ်တော့ရုပ်ပုံစံလေးရဲ့ကျမအထက်မှာလေးအကျိတ်ဆုံးဟာလေးဒီလေးဟောပတ်စက်လေးအော်နေဟာလေးဒါလေးရဲ့ဒီမဲနေဟာလေးငူနေဟာလေးဒီလေးခုကြိုက်တယ်လုံးဝဒါကြီးမပေါက်ပါနဲ့ပတ်စက်အဲ့လိုဖြစ်နေဟာလေးဒီစီကရနဲ့ခုလာပေါ့ရှင်ဒီကစီကရမပေါက်ပါနဲ့ရှင်ကျမအရင်တော်တာဆက်တယ်โอเคရပြီဆိုတော့ဖောက်မယ်နော်မနေ့ဖောက်ရโอเคဆိုရဆိုင်နော်ကမ်ပါတော့ဒါလေးကအားလေးပါရှင်တကယ်ပေါ့ရှင်ဟာလေး oh my god လက်ကျူထူရ hello ပြင်စကိုရှိလေးပါတယ်ပေါ့နော်ကျွန်မ oh my god ဟင်းကြည့်အရင်မိုက်တယ်ဝိုးကြိုက်တယ်အိုးကျမကြိုက်တဲ့ဟာပေါက်သွားလေဒါလေးဒီကောင်လေးပါရှင်ဒါလေးပေါ့နော်ဒီစရာလေးဒီဒါလေးပေါက်နေကောင်းပါနော်ဒီပေါ်ကလည်းဒီအကောင်ထိုးရနော်ဒီစရာလေးပါဘိုင်အားလုံးကြည့်ပြတဲ့ like လေး comment လေးပေးခဲ့ပါဦးရှင်နောက်ဆိုပါရှင်